မိဘပိုင်ပစ္စည်းကိုအားကိုးမနေပါနဲ့ကိုယ်တိုင်ကြိုးစားမှသာကိုယ်ပိုင်ပစ္စည်းရမှာပါတငယ်ချင်းကောင်းရှိတယ်ဆိုပြီးပျော်နေလို့မရဘူးဘသူ့မှတငယ်ချင်းဆိုပြီးတော့တစ်သက်လုံးအားကိုးလို့မရပါဘူးမောင်နှမတွေလည်းအတူတူနေတော့ရင်းနှီးပေမဲ့နောက်ပိုင်းမှာအခြေအနေတွေပြောင်းလဲသွားနိုင်တယ်မောင်နှမဆိုပြီးတော့အိမ်မောခေါ်ထားမှာမဟုတ်ပါဘူးငငယ်ကဘဝကိုမိတ်ပြလိုက်ပါမိဘချမ်းသာလို့ပေါ့ပေါ့တန်တန်နေနေရင်မိဘမရှိတော့တဲ့အခါမှာဒုက္ခရောက်လိမ့်မယ်အသက်ငယ်သေးတယ်ဆိုပြီးတော့ပေါ့ပေါ့တန်တန်မတွေးပါနဲ့အသက်ရွယ်နဲ့မဆိုင်ပါဘူးငငယ်ကလေးကကြိုးစားမှသာအချိန်တန်ရင်နေရာတစ်ခုကိုရမှာပါအသက်ကြီးမှကြိုးစားမယ်ဆိုရင်တော့ကိုယ့်ရဲ့အပေါင်းအသင်းတွေနေရာရတဲ့အချိန်မှာကိုကအောက်ခြေကနေစပြီးတော့လုံနေရမှာလောကမှာဘယ်သူမှမိဘအရေးအောက်မှာကြာကြာမနေရပါဘူးငငယ်တော့ပူစားရင်ရခဲ့ပေမဲ့အချိန်တန်ရင်တော့ခွဲရတာသဘာဝပါငှက်တောင်ဆိုရင်လည်းတိုက်အိမ်နဲ့ဝေးရကိုလည်းပြန်တန်းသွားတတ်ပါတယ်မိဘစီကအများကြီးလည်းမျောလင့်မနေပါနဲ့တငယ်ချင်းတွေပေါ်ကိုလည်းအရန်လဲတွေ့ကပ်မနေပါနဲ့ဆွေမျိုးတွေဆိုတာလည်းမိဘရဲ့မျက်နှာကြောင့်အေးပေးတာပါမိဘမရှိတော့တဲ့အခါမှာသစိမ်းဖြစ်သွားနိုင်တယ်အရင်ကအရန်ချစ်တဲ့ခင်တယ်ဆိုတဲ့သူတွေကလည်းကို့မှာဘာမှမရှိတော့တဲ့အခါမှာအရင်လိုဆက်ဆံမှုမျိုးပြန်မရတော့ကြိုးစားပါလူအတိုင်းဝိုင်းကြောင်းမှာမျက်နှာမငယ်ရအောင်ကြိုးစားပါလူတွေရဲ့ကိတ်ရဲ့မှုကိုမခံရအောင်ကြိုးစားပါလူငယ်တွေကိုကိုအားကိုပြီးတော့ကြိုးစားဖို့မိဘနဲ့တငယ်ချင်းတွေအပေါ်မှာအလွန်အမင်းမှီခိုမနေဖို့ဘဝမှာတာဝန်ယူတတ်ဖို့သတိပေးထားတဲ့စသားလေးလည်းဖြစ်ပါတယ်ခင်ဗျာ